Hello အားလုံးမင်္ဂလာပါအခုဗီဒီယိုလေးကတော့ sumo deadlift Romanian deadlift ကစားသွားမယ်နေ့လေးအကြောင်းရိုက်ထားဖြစ်ပါတယ်အဲ့တော့ပထမအဆုံးစပြီးတော့ 70kg နဲ့ Romanian deadlift လေးကိုစမှလိုက်အောင်နော်အဲ့တော့တထားရဲ့ PR က 100kg ဖြစ်တဲ့ကြောင့်ဒီစစချင်း warm up လုပ်တယ် warm up လုပ်ပြီးလို့ရှိရင်ကိုနိုင်နဲ့အလေးကနေစမှလို့ရတယ်အဲ့တော့70ဒါမှမဟုတ်60 70အဲ့လောက်ကနေပြီးတော့ပထမဆုံး first set ပေါ့နော်အဲ့ဒါက 25kg ဆိုတဲ့အတွက်ကြောင့်70kg ပေါ့တိုးတဲ့ 70kg နဲ့ပထမဆုံး Romanian deadlift ကိုဆော်တယ်ပထမဆုံးအရေးကြီးတာကတော့အလေးကိုsecond နဲ့ကောက်မမဖို့နဲ့ကိုနေကိုဟန်ကိုအရင်ဆုံးပြင်ဖို့အရေးကြီးရပါတော့ခြေထောက်ကဒီခြေသလုံးကဘားတန်းနဲ့2လက်မလောက်ခွာပြီးတော့1လက်မ2လက်မလောက်ခွာပြီးတော့ထားရမယ်ပေါ့နော်အဲ့ဒါမှဒီဒူးနဲ့ဒီခြေသလုံးနဲ့ကိုမထိခိုက်မိမှာပေါ့နော်ပြီးရင်ဒီအလေးမားတဲ့လေ့ကျင့်ခန်းတွေဆော့တဲ့အချိန်မှာ protein လုံလောက်အောင်စားဖို့အရေးကြီးပါတယ်အဲ့တော့ဒုတိယအကြော်အနေနဲ့က70ကိုပဲ sumo deadlift ကစားမှာဖြစ်ပါတယ်sumo deadlift ကလည်းခြေထောက်ရဲ့အနေထားအရေးကြီးရပေါ့နော်ဒီခြေထောက်ကိုအရင်နဲ့ကားလို့မရဘူးအရင်နဲ့စီးလို့မရဘူးပေါ့နော်ပြီးရင်တော့ဒီ hand position ပေါ့နော် grip က mid grip လား normal grip လားရှိရဲအဲ့တော့ဒါကတော့ 70kg ဖြစ်တဲ့အတွက်ကြောင့် mid grip နဲ့သုံးတယ်ကို body weight ရဲ့တစ်ဆခွဲအဲ့ထက်ကျော်လို့ရှိရင်တော့ mid grip ကိုသုံးတာအကောင်းဆုံးပါပဲအခုကအလေးချိန်ပါမယ်ဆိုတော့70အခုက 80kg နဲ့ဆော့ပါမယ်အော် deadlift မှာမတာခဏလေးပဲပေါ့နော်အဲ့အလေးတွေကိုထည့်လိုက်ထုတ်လိုက်လုပ်နေရတာတော့အလုပ်တစ်ခုပေါ့နော်ဒါလေးကတော့အလေးမမခင်လာပြီးတော့တင်ပြပါတယ်အခုက 80kg ကိုမှဖြစ်ပါတယ် 80kg မှာလည်းအလေးကိုသေချာချိန်မယ်ချိန်ပြီးတော့ကိုယ့်ရဲ့ဒီခြေထောက်ရဲ့အနေထားခြေထောက် position အရင်ဆုံးပြင်ဆင်ပြီးတော့မှအလေးကိုသေချာမှာပါအဓိကတော့ခါ back ကို straight လုပ်ပြီးတော့မှဖို့အရေးကြီးရယ်မဟုတ်ရင်ဒီရဲ့ကိုက position မမှန်အောင်ဆိုလို့ရှိရင်ဒီဟာ deadlift ကခါနာတာကိုဖြစ်စေရပေါ့နော်အဲ့တော့ဒီအလေးမတဲ့ချိန်မှာခါနဲ့မမမိဖို့တတိပြုပါပြီးရင်ပေါင်ခြေသလုံးရဲ့ချက်သားတဲ့เนาะဒီ leg muscle ကိုအသုံးပြုပြီးတော့ခြေထောက်နဲ့ပဲမပါပြီးရင်ဒီအလေးမရဲ့နေရာမှာအရန်အရေးကြီးတာပြောချင်တာကကိုအဲ့နေ့မှာကိုရဲ့မနေကြအလေးကိုမနိုင်တဲ့နေ့တွေလည်းရှိရယ်အဲ့တော့ခန္ဓာကိုယ်ကအဲ့နေ့မှာ weak နေတယ်ဒါမှမဟုတ်လို့ရှိရင်အသိအလေးအရန်မဖို့အဆင်မပြေဘူးဆိုလို့ရှိရင်ကိုရဲ့ comfortable weight နဲ့ပဲမဖို့အကြံပြုချင်ပါတယ် eco lifting လုံးဝမလုပ်ပါနဲ့အခုက 90kg နောက်ဆုံး final rep ပေါ့နော် final set ကိုစော့ပါမယ်90kg နဲ့2 rep လောက်ထိမှနိုင်တယ်ပြီးတော့တထားတော့ပုံမှန်ဆိုဒီ 90kg ကို2 set 3 set လောက်ထိအမြဲတမ်းဆော့ဖြစ်တယ်အဲ့တော့ muscle growth ဖြစ်ဖို့အတွက် muscle ကြီးထွားဖို့အတွက်ကဒီ strength training weight lifting ကအကောင်းဆုံး exercise ပါအဲ့တော့ဘာကြီးဖြစ်မှာအကြီးခဏကိုအကြီးတွေဖြစ်မှာဘာမှမကြောက်ကြပါနဲ့လို့အားလုံးပဲလှနိုင်ကြပါစေ Thank you for watching